အားလုံးမင်္ဂလာပါဒီနေ့မိတ်ဆက်ပေးမယ့်ကားလေးကတော့ Toyota Harrierအများကြီးကြံပါတယ်မီးလုံးအားလုံးကြည်ပါတယ်နောက်ထပ်ဆင်ထားတာကတော့ကျွန်တော်တို့ Smacky poster လေးဆင်ထားပါတယ်ဒါမျိုး Smacky နှစ်ချောင်းပါပါမယ်ခင်ဗျဒီ Smacky နဲ့ပတ်သက်ပြီးတော့ကျွန်တော်စမ်းပြပါမယ်နောက်ဒီဟာကကျွန်တော်တို့အဝေးကနေပြီးတော့လဲကားဆက်ကိုနှိုးလို့ရပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်အဝေးကနေကားဆက်နှိုးလိုက်တာပါကျွန်တော်တို့အဝေးကနေဆက်နှိုးလို့ရမယ်ဆက်သက်လို့ရမယ်ခုနပြောထားတဲ့ DRL running light လေးကတော့ဒီဟာလေးပါဆက်နှိုးတာနဲ့ဒီမီလေးတွေလင်းနေပါမယ်တခြားဟာတွေနဲ့မတူဘဲနဲ့ကွဲထွက်နေတဲ့သူရဲ့ပုံစံလေးမြင်ရမှာဖြစ်ပါတယ်ပဲကျွန်တော်ဆက်ပြန်တက်လိုက်ပါမယ်ဆက်တက်လိုက်တာနဲ့ကျွန်တော်တို့မှန်အော်တိုခောက်သွားပါတယ်နောက်ထပ်တက်ဆင်ထားတာတော့ကျွန်တော်တို့ဒီကားနဲ့တော့နဲ့နည်းနည်းဝေးသွားတာနဲ့လော့ကျသွားတာမျိုးဖြစ်ပါတယ်အဲ့စနစ်လေးတွေပါမယ်ကားနဲ့နီးလာလို့ရှိရင်အော်တိုလော့ပွင့်မယ်ဒါလေးတွေလည်းသုံးလို့ပြပါတယ်ကျွန်တော်တွင်းကန်းလေးရိုက်ပြပါမယ်တွင်းကန်းကတော့ကျွန်တော်တို့လေသာထိုင်ကုန်လေးဖြစ်ပါတယ်လေသာထိုင်ကုန်ခေးအောင်လေးဖြစ်ပါတယ်လေသာခုံတွေအားလုံးကောင်းပါတယ်အကျိုးကြီးမရှိအားလုံးကောင်းပါတယ်လေသာထိုင်ကုန်နဲ့ great ဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ tire pressure တွေကိုမြင်ရဖို့အတွက် TPMS လေးလည်းဆင်ထားပါတယ် side cover တွေကလည်းလေသာနဲ့ဖြစ်ပါတယ် power window မှန်ကျူးမှန်ကောက်မှန်ချိန်နောက်ကျွန်တော်တို့ post-it ဆင်ထားပါတယ်ခင်ဗျာdriver ဘက်ထိုင်ကုန်မှာဆိုရင်ကျွန်တော်တို့ seat motor ပါပါတယ်ကျွန်တော်တို့ 3.0G ဖြစ်ပါတယ် leather package ဖြစ်ပါတယ်သူရဲ့ leather ထိုင်ကုန်လေးပါဒါတော့ကျွန်တော်နောက်ဘက်ကန်း leather ထိုင်ကုန်လေးဖြစ်ပါတယ်ထိုင်ကုန်လေးအားလုံးတန်ပြန်ကောင်းပါပါတယ်နောက်မှာလက်တင်ပါပါတယ်ဟာရီယာတစ်စိတ်ချီနှင်းချမ်းငင်းလေးရှိမယ်ဒါကတော့နောက်ဘက်ကိုအဲကွန်လေးထွက်ပေါက်ဖြစ်ပါတယ်လေသာရဲ့အယောင်ကတော့တချို့ Land Cruiser တွေမှာသုံးထားတဲ့ခဲရောင်လေသာထိုင်ကုန်လေးနဲ့လည်းတူပါတယ်ခင်ဗျာအယောင်အသားဂျပန်လေသာကောင်းကောင်းလေးနဲ့သုံးပြရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အခု poster နဲ့ဆက်နှိုးကြည့်ပါမယ်ဆက်နှိုးပြီဆိုတာနဲ့ကျွန်တော်တို့ badge man တွေ auto ပွင့်ပါတယ်ဒါကတော့ထပ်မံတက်ဆင်ထားတာတွေပါ speaker လေးတွေပါမယ်အင်ဂျင်အရန်မောင်းလို့ကောင်းပါတယ်ဘလောက်မှမနေရပဲနဲ့တသားလေးသွားနေတဲ့ feeling ကိုရမှာဖြစ်ပါတယ်ကီလိုမီတာအမှန် 3,600,000 ကျော်ရှိပါပြီခုနကကျွန်တော်ပြသွားတဲ့ TPMS ပါ
ဒါဆိုရင်ကျွန်တော်ဘိန်းလေးလုံးကတာယာဒီဘက်ဘက်အချမ်းရှိဘိန်းဟာ၄ပေါင်30ရှိပါတယ်ညာဘက်ချမ်း29ဖြစ်ပါတယ်ဒါပေမဲ့ဒါလေးတွေကမောင်းလိုက်လို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့ပြောင်းလေးရှိပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော် highway သွားမယ်ဆိုလို့ရှိရင်ဟိုတာယာရဲ့၄ပေါင်ချင်းကိုဒီချာလေးကြည့်လို့ရမှာဖြစ်ပါတယ်နောက်ပြီးကျွန်တော် TV screen နဲ့ပတ်သက်ပြီးတော့ဒီ screen ကတော့ဝါနေတာတို့ကျင်းနေတာတို့မရှိပါဘူး back camera လည်းပါပါတယ်ဒါ back camera ပါအဲဒီမှာဆိုရင်ကျွန်တော်တို့ aircon auto သုံးပြလို့ရမယ် aircon နဲ့ပတ်သက်တာတွေကိုလည်း TV မှာဖော်ပြနေပါတယ် auto ချိန်လို့ရပါတယ်ဂီယာဘူးတီကျိုးကျုံတယ်ပါဂီယာဘူးတီလေးတွေအစားကီလိုအတိုင်းတန်းတန်းမြင်မြင်ရှိနေပါတယ်အော်တိုမန်နျူပဲမောင်းလို့ရမယ်မန်နျူပဲမောင်းခြင်းဒီဘက်ထိုးလိုက်ပြီးတော့ကျွန်တော်တို့ဒီမှာမန်နျူရဲ့ဂီယာ position တွေပေါ်ပြပါတယ်နောက် steering ကနေလည်းဂီယာတောင်းတာတို့ဂီယာတက်တာတို့ကိုဒီ steering ရဲ့အောက်ဘက်ခြမ်းမှာဂီယာ up ပါပါတယ်အပေါ်ဘက်မှာတော့ဂီယာတောင်းပါပါတယ်ဒါဒီကတော့ရှေ့အောင်လာစင်ပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့ကားနဲ့ပတ်သက်ပြီးတော့ပါဝင်တာလေးတွေကိုကားရဲ့အပြင်နေထားတွေကိုဒီချာသိရပြီလို့ထင်ပါတယ်စိတ်ဝင်စားလို့ရှိရင်ဒီကားလေးကိုကျွန်တော်တို့ဖုန်းဆက်ပြီးတော့ဆက်သွယ်ပြီးလာကြည့်နိုင်ပါတယ်လာကြည့်တဲ့ခါကျရင်လည်းကျွန်တော်အသေးစိတ်ရှင်းပြပေးပါမယ်ခါရီယာကိုလည်းသဘောကျတယ်ကားကောင်းကောင်းလေးလိုချင်တဲ့ဆိုတဲ့သူတွေအတွက်အားလုံးအသင့်အနေထားလက်တင်စီကားတစ်စီးကိုရရှိမှာဖြစ်ပါတယ်ဒီကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုယ်တိုင်စစ်ဆေးပြီးသားအချက်တွေကတော့အင်ဂျင်ပိုင်းဂီယာပိုင်းအောက်ပိုင်းဘာတစ်ခုမှလုပ်စရာမလိုတဲ့အနေအထားတစ်ခုကိုဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။ဝယ်ယူပြီးတာနဲ့ကျွန်တော် highway တန်းထွက်လို့ရပါတယ်။တာယာလေးလုံးလုံးအသစ်နဲ့ရမှာဒီတိုင်း running light လေးတွေနဲ့သူများနဲ့မတူတဲ့ဟာတွေကတစ်စီးဖြစ်မှာပါ။ဟုတ်ကဲ့ဒါကြောင့်ကျွန်တော်တို့ဒီဟာရီယာလေးကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ PSC ရဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့အေးပြန်ပြီးတော့လာရောက်ကြည့်ရှုနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ